မြောက်နေမြေတို့လာရောက်ပြီးအစိုးရဖွဲ့စည်းမည်ဆိုပါကခွင့်ပြုမည်ဖြစ်ကြောင်းမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကပြည်သူလူထုတရက်လုံး၏အကျိုးကိုထောက်ရှု၍ပြည်သူလူတော်ကိုယ်စားလှယ်များအားဖိတ်ခေါ်ခဲ့ရသည်6ပြည်သူလူတော်ကိုယ်စားလှယ်များအနေဖြင့်လေမတရားဖိနှိပ်မှုများချင်းချောက်မှုများနှင့်အဟအတာအမျိုးမျိုးကြားမှပင်ပြည်သူလူထုက၎င်းတို့ထံယုံကြည်စွာအနှင်းခဲ့သောနိုင်ငံတော်အာဏာကိုရယူပြီးပြည်သူလူထု၏ဆန္ဒများကိုဖြည့်စွန်းပေးရန်အတွက်လူမျိုးသည့်နေမြေသို့မလွဲမရှောင်သာပဲရောက်လာခဲ့ရသည်ခုနှစ်ထို့သို့ရောက်ရှိလာသောပြည်သူကိုယ်စားလှယ်များမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကလိုက်လဲစွာကြိုဆိုပြီး1990ပြည့်နှစ်မေလ29ရက်နေ့ရွေးကောက်ပွဲ၌အနိုင်ရခဲ့သောပြည်သူလူတော်ကိုယ်စားလှယ်များဖြင့်သာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီခဲ့သည်ရှစ်ယနေ့1990ပြည့်နှစ်ဒီဇင်ဘာလ18ရက်နေ့၌ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းခေါင်းဆောင်သောပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရကိုအောင်မြင်စွာဖြင့်ဖွဲ့စည်းထူထောင်ခဲ့ပြီးဖြစ်သည်ကိုရွေးကောက်ပွဲ၌အတိအလင်းဖော်ပြခဲ့သောပြည်သူလူထု၏ဆန္ဒသဘောထားပေါ်၌သာအစိုးရတရက်၏အာဏာသည်တရားဝင်တည်ရှိကြောင်းမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ကအလေးအနက်ခံယူသည့်အလျောက်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်တရားဝင်အစိုးရဖြစ်သောပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအားအပြည့်အဝအတိအမှတ်ပြုထောက်ခံသည့်အပြင်ရင်းအစိုးရ၏ရည်မှန်းချက်များအောင်မြင်စေရေးအတွက်စစ်အာဏာရှင်စနစ်အားအစွမ်းကုန်ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဗဟိုအလုပ်မှုဆောင်အဖွဲ့မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်မဒမခနေ့စွဲ1990ပြည့်နှစ်ဒီဇင်ဘာလ18ရက်နေ့Ladies and gentlemen, member of the press, may I have your attention please? We will hold the press conference at the conference room about 10:30. Right now, in honor of the National Coalition Government of Burma, the Karen National Folk Dance will going to play in the playground. Okay. အရင်မျိုးသားအမျိုးသမီးဒုံးဖွဲ့များဒီကျွန်တော်တို့စီးရေးပြကွင်းမှာအခုအမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့ကိုဂုဏ်ပြုသောအားဖြင့်အခမ်းကပြကြော်ပြပါလိမ့်မယ်ခင်ဗျာဆက်ကူလို့ရတယ်ဟုတ်ကဲ့ကိုရန်တော်တက်ရုပ်သိမ်းလို့ရပါပြီခင်ဗျာလာကူစုပါရနဲ့
ဘုရားကြီး